မင်္ဂလာပါခင်ဗျာဒီကလည်းကျွန်တော်ရဲ့ favorite song တွေကတစ်ပုဒ်ဖြစ်တဲ့အမိဘာကတနခါဆိုတဲ့တချင်လေးကိုကျွန်တော်စူးကြည့်ချင်ပါတယ်နားဆင်ပေးပါခင်ဗျာအကြောင်းပေါင်းတင်မလို့အပေါင်းသိရင်ပြောပြခြင်းနဲ့ခစ်ဆိုင်နာမကြိုက်တဲ့မင်းစကားကိုဘဝင်မကြလို့ရဲ့ကိုဘဝကိုတေချာတွေးလို့မှာခြင်းစမ်းနဲ့တငယ်ချင်းရဲ့မင်းဘာလူမျိုးလဲလို့မှန်ထောင်ကတေချာကြည့်အောင်ကွယ်ကြုံကြိုက်လို့ပြောလိုက်ပြရစီတကယ်ချင်းတကယ်တော့ခစ်ဆန်တာမှကြိုက်ပါလေဆိုတဲ့မင်းရဲ့စကားလေးတွေကိုဘဝင်မကြလို့ပြောရမှာပါအေးခစ်ဆန်နေဆိုတာရဲ့တိုးတက်တယ်ဆိုတာရဲ့ဆိုတဲ့စကားနှမျိုးကိုလည်းနားလဲစေချင်ပါတယ်ပြီးတော့ကိုယဉ်ကျေးမှုကိုအမှုအလှကိုဂီတာဆိုတာကိုအမိပါကတနခါတစ်ခွေထားပြီးဖြစ်စေခြင်းလို့ဒီတချင်းကိုစေတနာတန်တန်နဲ့တင်ပြရမှာပါကဲနားထောင်ပါဦးတကယ်ချင်းကိုဘဝကိုအခြေအနေအဲ့ဓာတွေနဲ့ဆက်ဆက်ပြီးတော့နားထောင်ကြည့်မယ်ဆိုရင်ဒီတခြင်းဟာဘူးပြီးတော့အရသာရှိလာမှာပါကြည့်ရရင်မြင်မလိမ့်မယ်ဘိုးဘွားစင်စက်ကအမျိုးမြတ်တဲ့မြမပီတာလာတဲ့ဂီတရတအနုလာကိုချစ်ခင်မြင်လို့ကြတာဒါတော့မင်းသိမှာပါကွယ်အခုတော့ခေတ်ချီပြောင်းအဟောင်းကောင်းတွေအကြောင်းနောင်ခဲ့လို့မင်းမေ့ပြီးထင်တယ်ဒူရဂီတာကိုနားဆင်ကြည့်ပါတကယ်ချင်းနွားညီတော်ရွှေချူကုန်းနဲ့လူလုံးပြဟန်ရေးကျွဲ6ဆရောင်းလေးရင်ကြော်နဲ့ဝဲဝင်တော့မင်းလေးပြအော်နွားညီတော်ရွှေချူကုန်းနဲ့လူလုံးပြဟန်ရေးကျွဲ6ဆရောင်းလေးရင်ကြော်နဲ့ဝဲဝင်တော့မင်းလေးပြစမိတ်နွယ်အသာချလက်ပွားညီပရုံမတရက်သေးပွင့်ဝါရိုက်နေလိုက်ဖက်တဲ့ခင်ပြိုမေကိုပွဲဝင်ခေါ်ပုံစံမှန်းကြည့်စမ်းကွယ်မှန်းကြည့်စမ်းကွယ်ဒါရင်မကဘူးတငယ်ချင်းရဲ့ကြပြာဂီတရတစာပေရရရကအန်တရားချင်းရှိကဘုံရှိမကြမ်းနဲ့ပြောတဲ့အိုးစီခုနှစ်ထွေးဂီတမြိုင်ထဆုံပါရဲပပြိုးကျိုးဘွဲ့တချင်းကယူရယာတမျိုးချနာကရုပ်ဆုံးစင်တော်ကြီးရဲ့မကြီးစရာနှရှမ်းလာတဲ့နိုင်ပြစရာခက်ခဲလာတဲ့အခြေခံစီးနေဝါအစမင်းမေပြီးထင်နေကြပြလို့ဂီတဆိုတာဘဝချီလွတ်စရာမင်းအတွက်ဂီတမဖြစ်ကောင်းပါဘူးကွယ်တိတ်ချလို့တငယ်ချင်းရဲ့မင်းတီအောင်ငါပြောပြမယ်စေတနာတန်တန်နဲ့ပါတကယ်ချင်းဒုတက်လာသမျှအမျိုးအတွက်သာပလို့ငါလက်ခံပါတယ်တိတ်ချလို့တငယ်ချင်းရဲ့မင်းတီအောင်ငါပြောပြမယ်စေတနာတန်တန်နဲ့ပါတကယ်ချင်းရဲ့
တိုးတက်လာသမျှအမျိုးအတွက်သာပါလို့ငါလက်ခံပါတယ်ဒါပေမဲ့လေမြမဆိုရင်ငပိကိုမမိတ်နဲ့စာပေမှာပြီးနေတာတော့သတိရပါအောင်ကွယ်ခစ်တွေဘယ်လိုတိုးတက်မျိုးစမပြတ်အောင်သတိထားရင်ကျင်းနေပါတယ်ကွယ်ဘဝမကြလို့တင်ပြရတာနောက်ဝင်စမ်းမတငယ်ချင်းရဲ့ထက်ခါမှခြင်းသေးတယ်မေမေပါပါနှစ်ဖက်ကတနခါဘကွက်ကိုတအားဖလို့မွေးရပါစေကွယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ